အားလုံးပဲမင်္ဂလာပါထောက်တော့ပါအင်ချေကနေပြန်လည်ပြီးတော့ကြိုဆိုပါတယ်ရှင့်အခုဒီ reading လေးကလက်တော်လုံးမှာဒါမှမဟုတ်ရင်လွန်ခဲ့တဲ့ဒီအတိတ်ကာလပိုင်းခြားမှာပွဲဖြစ်ထားတဲ့လူတွေတယောက်နဲ့တယောက်အစင်မပြေဖြစ်ထားတယ်ရန်ဖြစ်ထားတယ်မခေါ်မပြောကြဘူးဆိုတဲ့လူတွေအတွက်ကိုအမကြည့်ပေးတာပါသူဘလို့ကိုပေါ်မှာသဘောထားရှိလဲသူကိုဘလို့မြင်လဲသူကိုနဲ့ပတ်သက်လို့ဘာဒီမြတ်စိတ်ဝင်စားနေလဲလူခံစားနေရလဲမခေါ်မပြောကြတဲ့ခါကျတော့ဒါလေးကိုသိချင်ကြလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ current energy လေးကလည်းဖတ်ထားပါတယ်အဲ့တော့သင်ဒီ reading ကိုကြည့်လို့ကိုနဲ့ energy ကိုက်တယ်စိတ်ဝင်စားတယ်ဆိုရင်စကြည့်ပါခဲ၍ကိုအတွက်မဟုတ်ဘူးဆိုရင်တော့ release လုပ်သွားလို့ရပါတယ်ရှင်ဘာလို့လဲဆိုတော့ဒီ reading လေးက general reading လေးဖြစ်ပါတယ် timeless reading လေးဖြစ်ပါတယ် personal reading မဟုတ်ပါဘူးရှင်အဲ့တော့ပထမဦးဆုံးကျွန်မကလေးလေးကို shuffle လုပ်ထားပါတယ်အဲ့တော့ကြာလာတဲ့ကလေးတွေအရာသင်ရဲ့တစ်ဖက်လူရဲ့ energy ကိုကြည့်ပေးပါမယ်ရှင်အဲ့တော့သင်တို့ဖြစ်ခဲ့တဲ့အချိန်ကခီးတစ်ခုနဲ့ပတ်သက်လိမ့်မယ်သင်ခီးသွားနေတာဖြစ်ပါစေသူခီးသွားနေတာဖြစ်ပါစေဒါမှမဟုတ်ရင်ခီးတစ်ခုသွားဖို့အတွက်ပတ်သက်လို့တို့စကားများကြတယ်ရန်ဖြစ်ကြတယ်တောင်းနဲ့တောင်းသဘောထားမတိုက်ဆိုင်ဖြစ်ကြတယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်အဲ့တော့သူ့ကိုကြည့်မယ်ဆိုရင်သူဒီဘယ်လိုလူမျိုးလဲတင်နဲ့ပတ်သက်လို့ငယ်စဉ်တောင်ကြီးကလေးဘဝတည်းကသူနဲ့ကရင်းနှီးခဲ့တယ်မိတ်ဆွေလားတငယ်ချင်းလားဒါမှမဟုတ်ရင်ရီးစားဟောင်းလားအချစ်ဟောင်းလားဒါမှမဟုတ်ရင်ဆွေမျိုးညီကိုမောင်နှမတဲကဥမာလက်ပေါ်တတိနေလာတဲ့ကာဆန်လားပေါ့နော်ကာဆန်စတိလူမျိုးပေါ့နော်ငငယ်ရတို့ညီကိုမောင်နှမတဝမ်းခွဲတွေရှိတဲ့ဦးလေးတွေတူမတွေအတော်တွေတူမတွေလူမျိုးပေါ့လက်ပေါ်တတိငယ်စဉ်ဘဝတွေကလက်ပေါ်တတိနေလာတဲ့လူအခုကြမှာတွေ့ပြီးအခုအစမပြေတဲ့လူမဟုတ်ကွာကိုနဲ့ဟိုကလေးဘဝတဲကသူနဲ့ရင်းနှီးလာတယ်ခင်မင်လာတယ်လက်ပေါ်တတိနေလာတယ်ပြီးတော့အကြောင်းမျိုးကြောင့်ပွဲဖြစ်ကြတယ်ဖြစ်အခုချိန်မှာတင်းတဲ့သူနဲ့ခေါ်ပြော no လုံးဝမရှိဘူးเนาะအဲ့လိုပုံစံမျိုးအဲ့ဒီလူတီအဲ့လိုလူမျိုးလို့ကျွန်မခံစားရပါတယ် okay ဒီဟာနဲ့ပတ်သက်လို့ energy guide တယ်ဆိုရင်သင်စကြည့်လို့ရပါတယ်အဲ့ဟုတ်ပြီဒီနှစ်ယောက်မှာဆိုလို့ရှိရင်သင်နဲ့သူနဲ့ဘောနော်အဲ့တော့မင်းကဆိုလို့ရှိရင်ပြောရမယ်ဆိုရင်မိဘတွေကသူထွက်သွားတယ်ကွာမိဘတွေကသူထွက်သွားတယ် release လုပ်သွားတယ်မင်းနဲ့သူနဲ့အဆင်မပြေတော့ဘူးပေါ့နော်ဆိုတော့မင်းတီအဆင်ပြေနေတဲ့လူလို့တော့အမှခံစားရတယ်သို့မဟုတ် energy လဲ switch ဖြစ်ကောင်းဖြစ်နိုင်တယ်เนาะသူကဥပမာပေါ့ကွယ်မင်းတော့၎င်းသူတော့၎င်းပေါ့နော်တခုခုကိုကြီးကြီးမားမားဆုံးရှုံးထားတဲ့လူဖြစ်ကောင်းဖြစ်နိုင်တယ်เนาะတခုခုကြီးကြီးမားမားသူ့ဘဝမှာဆုံးရှုံးထားတယ်သို့မဟုတ်မင်းဘဝမှာဆုံးရှုံးထားတယ်အမတော့မင်းလို့မမြင်ဘူးသူလို့မြင်တယ်ပေါ့နော်ဒီနိုင်ငံရခြားဒီ energy မျိုးလဲရတယ်ဆိုတော့သူဒီ maybe နိုင်ငံခြားလူเนาะသို့မဟုတ်နိုင်ငံခြားခီးထွက်ခံနေလူသို့မဟုတ်နိုင်ငံခြားထွက်ဖို့ပြင်ဆင်နေတော့သူသို့မဟုတ်နိုင်ငံရခြားမှာအလုံးလုံးနေတော့သူကြောင်းတက်နေတော့သူဒီလိုလူမျိုးပေါ့နော်အဲ့လိုလူမျိုးတွေ့ရပါတယ်တဲ့เนาะမင်းနဲ့သူနဲ့မှာ release လုပ်သွားတဲ့သူဒီသူ့မှာအစမပြေမှုလေးတွေရှိတယ်เนาะအစမပြေမှုလေးတွေတော်တော်များများရှိနေတယ်ပေါ့ကွယ်သူ့မှာဆုံးရှုံးမှုတွေများတယ်သူ့ဘာရ stable မဖြစ်ဘူးမင်း stable ပဲမင်းအေးဆေးပဲသူကတော့ uncomfortable သူလောကကြီးမှာခက်ခဲအများကြီးရင်ဆိုင်နေရတယ်မင်းနဲ့သူနဲ့ဝေးပြီးနောက်ပိုင်းမှာအခက်ခဲတွေအများကြီးရင်ဆိုင်နေရတယ်เนาะသူ့ဘဝမှာအစမပြေမှုတွေအခက်ခဲတွေပေါ့နော်ဒါမင်းနဲ့လည်းပတ်သက်ချင်မှပတ်သက်မယ်သူတခြားအကြောင်းအရာနဲ့လည်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဘာကြီးဆိုတီးရလာတာဒီမင်းကိုเนาะမင်းနဲ့သူနဲ့ပွဲဖြစ်ခဲ့တာမှန်တယ်သို့တော့သူမင်းကိုတတိယနေတယ်ဘာလို့လဲသူစမပြေမှုပေါက်တရပူစောင်းပြီးတဲ့အခါကျမှမင်းကို तू ကတတိယရဲ့မင်းရဲ့အားပေးမှုမင်းရဲ့ဒီဟိုပြောရရင်လက်တွဲခေါ်မှုမင်းရဲ့ကျင်နာမှုယူရမှုမင်းရဲ့စိတ်ထားကောင်းမှုစေတနာရှိမှုအဲ့ဒါတွေကို तू ကပြန်လို့ခြင်းနဲ့ပြန်တန်းတတယ်အနည်းချုပ်ပြောရင်မင်းစီကို तू ပြန်လာခြင်းနဲ့မင်းနဲ့
ဒီတခုခု communication တခုခုပေါ့ social media ဖြစ်ဘယ်ဖြစ်မြို့သူလာဟိုင်းကျင်နေတာမှတတိမရှိဘူးတဲ့เนาะအဲ့လိုမျိုး energy မျိုးကိုတွေ့ရပါတယ်သူဒီเนาะတစ်ချိန်လုံးကဥမာပေးနဲ့တူလိုမျိုးသူကတူဖြစ်ခဲ့ကောင်ဖြစ်ခဲ့လိမ့်မယ်ပေါ့เนาะမင်းကပေးဖြစ်ခဲ့ကောင်ဖြစ်ခဲ့လိမ့်မယ်ဒါပေမဲ့လို့မင်းကဘလောက်ပဲဖြစ်မင်းက stable ပဲမင်း easy ပဲဘာကြောင့်လဲမင်းဒီလူမှန်လို့တော့အမမြင်နေပေါ့နော်မင်းလိပ်ပြလုံနေမင်းကမကောင်းမွန်ရက်တီနိုင်နေမင်းမ energy ပွန်းသွားပဲ့သွားတာမျိုးသူနဲ့ပတ်သက်လို့ရိုင်နေသွားတာမျိုးတခုမှမရှိခဲ့ဘူးသူကတော့မင်းကြောင့်လည်းဖြစ်နိုင်တယ်မင်းနဲ့ဝေးပြီးတဲ့နောက်ပိုင်းကျမှသူက frame လေးစောင်းကုန်တယ်သူမှဆုံးရှုံးသွားတာတွေများတယ်အခက်ခဲတွေများတယ်ပေါ့နော်အဲ့လိုမျိုးအနေထားမှာသူမင်းစီကိုပြန်လာခြင်းနဲ့တောင်းပန်ဖို့တော့မဟုတ်ဘူးเนาะသူရဲ့အခက်အခဲတွေသူရဲ့ဒီ trauma တွေသူရဲ့ crisis တွေအတွက်မင်းလိုအပ်တယ်ဆိုတဲ့သဘောပေါ့ကွာအဲ့တော့မင်းစဉ်းစားဆုံးဖြတ်ရမှာကသူကပြန်လာဖို့တော့သူစိုင်းပြင်းနေတယ်အရှင်ယူဖို့သူတတိမရှိတာတခုပဲရှိသေးတယ်เนาะမင်းကဂျူဇူမာလားလက်ခံမာလားအဆူလိုက်ပဲเนาะမင်းတတိထားမှာကမင်းဘဝမှာသူနဲ့ပတ်သက်လို့ဘာဒီလာကြည့်ခဲ့လဲမင်းတစ်ချိန်ကဖြစ်ခဲ့တဲ့သင်ခန်းစာတွေကိုတို့လက်တွေ့ပြန်စဉ်းစားပါနော် toxic ဆိုတဲ့ relationship တစ်ခုကိုမင်းပြန်ရှောင်မလားသူ့ကိုခွင့်လွှတ်သိခံမလားနော်ပြီးတော့မင်းဘဝကြီးကသူမပါလဲအေးစေးပဲရတယ်ဆိုတဲ့ energy မျိုးကိုအမကရတယ်ပေါ့နော်သူ့ဘဝကြီးကတော့မတည်ငြိမ်ဘူး toxic တွေများတယ်အဲ့တော့ဒီ positive and negative energy နှစ်ခုကိုမင်း communicate လုပ်မလားမင်းပေါင်းစပ်မလားဒါလေးကိုမင်းစဉ်းစားဆုံးဖြတ်ရမယ်ဆိုတော့ဒီ guidance ကို universe ကပေးထားတယ်เนาะတော့ပြောလို့ရှိရင်တော့မင်းဒီ stable ဖြစ်နေတယ်ကောင်းကောင်းရည်တည်နိုင်တဲ့လူမျိုး social media မှာတော့၎င်းမင်း intuition အရင်အားကောင်းတယ် social media မှာတော့၎င်းမင်းဘက်မှာပဲဖြစ်ဖြစ်အလုပ်ထဲမှာတော့၎င်းမင်းရဲ့ဒီ parents ဒီယုံနေမှာတော့၎င်းပေါ့နော်ဒီ life မှာတော့၎င်းမင်းကတော့ကောင်းကောင်းရည်တည်နိုင်တဲ့လူမျိုးသူပါခြင်းမပါခြင်းသူရှိခြင်းမရှိခြင်းဒါမင်းဘဝမှာတိတ်ရိုက်ခတ်မှုမရှိဘူးသူဒီယခုလက်ရှိအခြေအနေမှာမင်းရှိခြင်းမရှိခြင်းဟာသူကရိုက်ခတ်မှုရှိတယ်သူမှာဆုံးရှုံးမှုတွေနစ်နာမှုတွေဒီ loss of energy တွေကိုသူခံစားနေရတယ်ဒါသူကြောင့်လည်းသူပဲเนาะအဲ့တော့သူပြန်လာမယ်ဆိုရင်တော့မင်း as you like မင်းရင်ထဲအတိုင်းပဲဆုံးဖြတ်ပါနော်တိုးတော့ဉာဏ်ပညာရှိအသိဉာဏ်ရှိနဲ့ပါနဲ့လေးဆင်ခြင်ပြီးတော့တို့ကလက်ခံတဲ့လက်မခံတဲ့စဉ်းစားရမယ်ဆိုတဲ့အကြောင်းကလေးကို universe ကပြောထားပါတယ် tarot ဒီ reading လေးကိုနားထောင်ပြီးတော့အဆင်ပြေတယ်ဆိုလို့ရှိရင်အမကိုဘယ်အရက်ဒေတာကြည့်နေတယ်ဘယ်လိုခံစားရလဲဒီ tarot reading လေးနဲ့ပတ်သက်လို့အဆင်ပြေတယ်မပြေဘူး energy ကိုက်တယ်မကိုက်စသဖြင့်အမကိုfeedback လေးတစ်ခုခုပြန်သွားပေးပါပြီးတော့အမ channel လေးကိုလည်း subscriber လေးတစ်ချက်နှိပ်ပြီးတော့ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းတီးခဲ့ပေးပါအမကဒီ tarot reader ဖြစ်တဲ့အတွက်အမဒီ tarot reading လေးကိုအခါအလျော်စွာတင်သွားပေးပါမယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်စောင့်ကြည့်ပေးတဲ့အတွက်အားလုံးအဆင်ပြေချောင်းပေးပါစေလို့ဆုတောင်းပေးပါတယ်Bye bye နောက် reading နေမှာလည်းပြန်ဆောင်တွေ့ဖို့အတွက်ကိုခတိပေးပါတယ်เนาะအမရဲ့ဒီ personal reading လေးကိုကြည့်ချင်တယ်ဆိုရင်တော့ Viber 3991030331လေးကို join ပေးပါလို့အမမေတ္တာရက်ခံပါတယ်ရှင့် tarot တန်တန်းလေးလည်းရှိပါတယ်ဒါလေးကို join နေတယ်ဆိုလဲ Viber 6910030331ကို join ပေးပါလို့မေတ္တာရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye